များမြောက်ကျမ်းမာခြင်းဒီစကားဟောပြောခြင်းရဲ့ဖြစ်ပါမယ်ကျွန်တော်ဒီတပတ်လုံးဟောပြောတင်ဆက်တဲ့ဒီစကားရဲ့အဓိကခေါင်းစဉ်ကတော့ Health and happiness the ultimate goal of life ဘဝဤအမြင့်မားဆုံးပန်းတိုင်ဖြစ်သောကျမ်းမာခြင်းနဲ့တည်ရွှင်ခြင်းဖြစ်ပါတယ်ဒီညနေမှာဆိုရင်ကျွန်တော်အနေနဲ့ဘာအကြောင်းနဲ့ဟောပြောခြင်းလဲဆိုရင် why people get sick လူတွေဘာကြောင့်ဖြားနာကြတယ်လဲဆိုရဲအကောင်းစီနဲ့ကျွန်တော်ဒီညနေမှာလိလာတော်မီဖြစ်ပါတယ်ကျွန်တော်တီဗီသားအကြောင်းအရာတွေလည်းကြည့်ကောင်းကြည့်နိုင်တယ်တီဗီသားဖြစ်တဲ့သူတွေအတွက်တော့ပြန်ပြီးတော့နှွေးချင်းသဘောပေါ့မတည်တည်တဲ့သူတွေအတွက်ပြန်ပြီးတော့လိလာချင်းဖြစ်မှာပါကျွန်တော်အရင်ဆုံးကျန်းစာရုံးမြတ်ကိုအတူတကွဖတ်ကြရအောင်မြန်မာလို1 2 3တင်းဒီအသက်ရှင်အကြောင်းဒီဝင်စားတဲ့တန်ကိုကြည်နာဒီပြားကြီးချောင်းပြားကြီးတင်းကိုအောင်ချီပေးမယ်ဒီပြားကြီးချောင်းပြားရှိနောက်တော့နိုင်ရဲ့စီတုံးတဲ့အောင်ချက်လာဆောင်ချလို့မာမာထိုင်ကျေးဇူးတင်ပါတယ်ကျွန်တော်စကားမပြောခင်အရင်ဆုံးဆုတောင်းကြပါစို့ကောင်းကင်ဘုရားရှိတော်မူသောကျွန်တော်ကိုယ်တော်ပါပဲဒီ great ကျေးဇူးတော်ကြောင့်ဒီညနေမှာဓမ္မချင်းသတင်းစကားနဲ့ကိုရောဖျားဤသက်ရှင်သောသတင်းစကားများဝင်လာမည်ဖြစ်ပါ၏ကျွန်တော်မှာအနေချင်းများအပြည့်များရှိပါ၏ကိုရောပြတော်မူပါဆုတောင်းတန်ကြုံနာငြံပြတော်မူပါဒီညနေမှာတန်ရှိသောဝိညာဉ်ကျွန်တော်နဲ့အတူပါရှိပြနာတော်မူပါကျွန်တော်ဟောပြောခြင်းမဟုတ်ဘဲနဲ့ကိုရောဖျားတန်ရှိသောဝိညာဉ်ကျွန်တော်တဲ့ရှိပြီးတော့အသုံးပြုခြင်းအပြင်ဟောပြောခြင်းတင်ဆက်ခြင်းဖြစ်စေတော်မူပါကျွန်တော်လူတိုင်းမဟုတ်ဘဲနဲ့ကိုရောဖျားလူတော်တိုင်းဖြစ်စေတော်မူပါအကျဉ်းသာနှခိုင်မဲ့သူရောက်တိုင်းစီရဲ့စိတ်နှလုံးဝိညာဉ်တကားများနားများမျက်စိများဖွင့်ပြတော်မူပါအမှန်တရားသိရှိတွေ့ရှိလက်ခံနိုင်ဖို့ရန်လဲကောင်းချီးပြတော်မူပါကိုကြီးမဆောက်ပြတော်မူပါဆုတောင်းတဲ့အခါမှာတပါးရရှိနာမတော်ကိုမြည်ပြီး strong ပါပါအာမင်โอเคကျေးဇူးတင်ပါတယ်ကျွန်တော်ဘာကြောင့်လူတွေကဖြားနာကြတယ်လဲဆိုရက်ဒီကျွန်တော်ဒီညနေရဲ့ခေါင်းစဉ်ကဆိုရင်မိခုနဲ့စပြန်ပါတယ်ပြီးခဲ့တဲ့voice of you မှာလည်းကျွန်တော်ရဲ့ခေါင်းစဉ်ကမိခုဖြစ်ပါတယ်ကိုလည်းကျွန်တော်ခေါင်းစဉ်ကလည်းမိခုဖြစ်ပြန်ပါတယ်အတူကြောင့်ချက်ကတော်တော်များပါတယ်โอเคကျွန်တော်လူရီဘာကြောင့်ဖြားနာကြတယ်လဲဆိုရဲအခါမှာကျွန်တော်တို့ရဲ့အတွေးထဲမှာကျွန်တော်မိဥပါပေါဖြစ်တဲ့အာဒါနဲ့အေဝါတွေရဲ့အပြစ်ထဲမှာကြာရောက်တဲ့ဒဏ္ဍာရီဒီအကြောင်းသမိုင်းတွေကိုကျွန်တော်ရဲ့အတွေးထဲမှာပေါ်လာပါတယ်ဘာဖြစ်လို့ဆိုတော့မိဥပါတွေကအပြစ်ထဲမှာကြာရောက်ခြင်းအပြင်ဒီဖြန်းနာခြင်းဦးခြင်းတည်ခြင်းတွေကိုဖြစ်လာတဲ့အတွက်ကြောင့်ဒီဟာနဲ့ခွဲဖို့လုံးဝမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်ကျွန်တော်လူတွေဖြားနာတဲ့အခါမှာကျွန်တော်ကိုယ်ခန္ဓာကိုယ့်ရဲ့ကြိုးစားမှုနဲ့လုပ်ဖို့ရန်ကျွန်တော်လူတွေကကြိုးစားလုပ်ပြရပါတယ်ဘာဖြစ်လို့ကျွန်တော်နဲ့ကြိုးစားလုပ်ရတယ်လို့ပြောရဲဆိုတော့ပြဿနာကဒီဖြားနာခြင်းဦးချင်းနာချင်းဒီအရာတွေကနေလွတ်မြောက်ဖို့ရန်ပြဿနာကကျွန်တော်ကိုနေလန်းပေးပါတယ်ကျွန်တော်ကိုခန္ဓာကိုကျင့်နိုင်ရင်လုပ်နိုင်ရင်ရနိုင်တယ်ဆိုရဲအချက်မျိုးမဟုတ်ပဲနဲ့ဘုရားသခင်ရဲ့စကားအတိုင်းလိုက်လျှောက်မယ်ဆိုရင်ပြဿနာကဒီနာချင်းဖြန်းနာချင်းတည်ချင်းကနေကျွန်တော်ကိုကဲလို့ပြီးတော့လုံးမြောက်ပွင့်ရန်ပြီးမှဖြစ်ပါတယ်ကျွန်တော်ဖြားနာခြင်းဆိုတဲ့အခါမှာလူအယောက်တိုင်းစီအပေါ်မှာ
မပြားဖို့ရန်ဖြန်းတာချင်းကုခန္ဓာကိုကျမ်းမာဖို့ရန်လူအရောက်တိုက်ကိုစီမှာတာဝန်ရှိပါတယ်ကျုပ်မိသားစုမှာရှိမယ်ဆိုရင်မိသားစုကျမ်းမာဖို့ရန်အဓိကဖြင့်Ellen G. ရဲ့ရေးသားထားတဲ့ Ministry of Healing စာမျက်နှာ396အရာမိသားစုကျမ်းမာဖို့ကမိခင်ပေါ်မှာမူတည်တာကျွန်တော်တွေ့ရပါတယ်ဘယ်လိုပေါ်ပြထားရဆိုရင်ကျွန်တော်တွေ့တဲ့အတိုင်းမိခင်ကဆိုရင်အိမ်တိမ်ထဲမှာဘီမဖြစ်တယ်သားသမီးတွေကဆိုရင်နိုင်ငံသားတွေဖြစ်တယ်အဲ့တော့ကြောင့်မိခင်ကသူ့ရဲ့မိခင်ကြည့်တဲ့တာဝန်ကိုကြည်ပွန်စွာပညာရှိစီသုံးပြပြီးတော့ဒီသူ့ရဲ့မိသားစုကိုကျမ်းမာဖို့ရန်guideline ပေးပါဖြစ်ပါတယ်မိခင်ရဲ့ဩဇာလွှမ်းမိုးခြင်းကဆိုရင်သမီးသားစုလုံးရဲ့ကျမ်းမာခြင်းတို့ရဲ့မိသားစုအမည်ကိုလည်းပြောင်းလဲနိုင်တယ်ဆိုတဲ့အကြောင်းအချက်ကိုEllen G. ကကျွန်တော်ကိုပေါ်ပြတာကျွန်တော်တွေ့ရပါတယ်သူ့ပြင်မှာကျွန်တော် Child Guidance စာမျက်နှာ60ခုမှာဘလို့ထပ်ပေါ်ပြထားတည်ရဆိုရင်မိခင်ရဲ့အိမ်ထဲမှာအလုံးကဆိုရင်ကြီးမားတဲ့ပညာပေးခြင်းအလုံးကြည့်ဖို့ရန်အရေးကြီးတဲ့အချက်ကိုပေါ်ပြတာကျွန်တော်တွေ့ရပါတယ်ဒီဟာကဆိုရင်သမီးသားစုရဲ့ကျမ်းမာခြင်းနဲ့ပျော်ရွှင်ခြင်းနဲ့ဆက်စပ်ပြီးတော့ဒီမိသားစုမှာဆိုရင်တန်ရှင်ကိုရည်တန်ရှင်မှုကိုထိန်းချုပ်တတ်ဖို့ရန်ပြီးတော့ချုပ်တည်ခြင်းရှိဖို့ရန်ပြီးတော့ဒီကျမ်းမာရေးနဲ့ကိုက်နေတဲ့အစားအစာများကိုစားဖို့ရန်တွင်တင်ပြီးခြင်းဒီအကျင့်များကိုတွင်တင်ပြီးခြင်းအပြင်ပျော်ရွှင်ကျမ်းမာတဲ့မိသားစုပိုင်ဆိုင်နိုင်မယ်ဖြစ်တဲ့အကြောင်းကိုလည်းEllen G. ကကျွန်တော်ကိုပေါ်ပြတာကျွန်တော်တွေ့ရပါတယ်သူပြင်သာမှာကျွန်တော်ဖခင်များကမိသားစုအတွက်ဦးကောင်းဖြစ်ပါတယ်ဦးကောင်းဖြစ်တဲ့အတွက်ကြောင့်ဒီကျမ်းမာရေးခန္ဓာကိုယ်ကျမ်းမာရေးတာမကဝိညာဉ်ရေးကျမ်းမာဖို့ရန်ဖခင်များကတာဝန်ထမ်းဆောင်ပြီးတော့သူတို့ကိုယ်တိုင်ပြီးတော့သူတို့မိသားစုကိုကျမ်းမာဖို့ရန်ဆုံးရှုံးပေးရမယ်ဖြစ်ပါတယ်သူတို့ကောင်းရင်သူတို့မိသားစုတစ်ခုလုံးကိုလည်းကျမ်းမာမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပညာရှိတဲ့ဒီကျမ်းမာရေးဆုံးရှုံးတဲ့အတူကဆိုရင်လူတွေဘာကြောင့်ဖြန်းနာရတယ်လဲပြီးတော့ဘာကြောင့်အပြစ်တွေကျူးလွန်ရတယ်လဲဆိုတဲ့အကြောင်းကိုပညာရှိသောသူကသိမြင်ဖြစ်ပါတယ်ကျွန်တော်လူသားများဘာကြောင့်ဖြန်းနာရတယ်လဲဘာဖြစ်လို့ကျွန်တော်အပြစ်တွေကျိုးလို့ရတယ်လဲဆိုတဲ့ချက်ကိုကျွန်တော်ဆက်လက်လေ့လာကြပါစို့ကောင်းတဲ့ကျမ်းမာခြင်းကဆိုရင်ကျမ်းမာရေးရဲ့ဥပဒေများကိုလိုက်လျှောက်ခြင်းရဲ့အရာလာဖြစ်ပါတယ်ကျမ်းမာတဲ့သူကဆိုရင်သူဒီတိုင်းအလိုလိုနေရင်းနဲ့ကျမ်းမာတာမဟုတ်ပဲနဲ့သူကကျမ်းမာဖို့ရန်တခုခုလှုပ်ဆောင်ချက်ရှိလုံးကျမ်းမာတာဖြစ်ပါတယ်ဘုရားသခင်နဲ့အဆက်အသွယ်ကောင်းလို့ကျမ်းမာရေးနဲ့သက်ဆိုင်တဲ့ဒီချင်းခါများလို့ကျမ်းမာတာတန်ဆွမ်းတာဖြစ်တဲ့ရက်လက်ကြောင်းကျမ်းမာတာဖြစ်ပါတယ်ကျုပ်ဒီယောဂများကိုရရှိခြင်းပြန်လာပြီးဒီအနာရီရရှိခြင်းကအကြောင်းရင်းတရားခံကဆိုရင်ကျွန်တော်ရဲ့အာသာစန္ဒတွေကိုလိုက်လျှောက်ခြင်းကျွန်တော်ရဲ့အလိုစန္ဒတွေကိုမငင်းပယ်နိုင်ခြင်းအကြောင်းဖြစ်ပြီးတော့ကျမ်းမာရေးဥပဒေများကိုမနာခံကျူးလွန်ခြင်းအကြောင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျမ်းမာရေးဥပဒေဆိုပြီးတော့ပြောတယ်ဘာကျမ်းမာရေးဥပဒေဆိုတာဘာတွေလဲဆိုတာကျွန်တော်ဆက်လက်ပြီးတော့လေ့လာကြပါစို့ကျွန်တော်ဒီကျမ်းမာရေးဥပဒေဆိုပြီးတော့10ချက်ရွေးထားပါတယ်ဒီမှာကြည့်မယ်ဆိုရင် perfect well PERFECTWEL perfect well ပြည့်စုံသောကျမ်းမာချင်းဆိုပြီးတော့ကျွန်တော်ဘာသာပြန်ထားပါတယ်ဒီမှာတခုချင်းစီ perfect well ရဲ့တ
ခုချင်းစီရဲ့အတိတ်ဘက်ကိုဆက်လက်ကျွန်တော်လေ့လာကြပါစို့ပထမတစ်ခု B ကဆိုရင် proper nutrition ဖြစ်ပါတယ်တင်းလျော်သောအစားအစာကိုစားဖို့ရန်ကျန်းမာရေးရဲ့ဥပဒေပထမတစ်ချက်ဖြစ်ပါတယ် nutrition ဆိုတဲ့အခါမှာဆိုရင်အစားအစာတွေလေ့လာကြည့်ပြီးတော့ဒီအစားအစာတွေထဲမှာဒီအာဟာရဓာတ်တွေရဲ့အလို့ဆောင်ချက်တွေကိုလေ့လာရှာဖွေရှင်းတရားတွေကိုပြောရှင်းတာဖြစ်ပါတယ်ပြီးတော့ဒီအာဟာရဓာတ်တွေကဆိုရင်အဓိကဖြင့်နှမျိုးခွဲတာကျွန်တော်တွေ့ရပါတယ်ပထမတစ်ခုက macronutrients ပြီးတော့ macronutrients မှာဆိုရင် carbohydrates ပါတယ် protein ပါတယ် fat ပါတယ်ပြီးတော့နောက်တစ်ခုမှာဆိုရင် micronutrients ဖြစ်ပါတယ်အဲ့မှာဆိုရင် vitamins minerals ပြီးတော့ water တို့ပါပါတယ် nutrients ဆိုတဲ့အခါမှာကျွန်တော်အချက်20လောက်ရှိပါတယ်အထဲမှာကျွန်တော်နဲ့ဒီအဓိကဖြစ်တဲ့6ချက်ကျွန်တော်တင်ဆက်တာဖြစ်ပါတယ်ကျမ်းမာခြင်းနဲ့အကိုက်နေတဲ့အစားအစာတင်းလျော်သောအစားအစာဆိုတဲ့အခါမှာဆိုရင်ကျွန်တော်အသားငါးတွေလုံးဝမပါပါဘူးကဘာဦးစားမှာဆိုရင်ပြတဲ့ကလူတွေအတွက်စားဖို့ရန်ပေးတဲ့အစားအစာကကဘာဦးကျန်ခန်းကြီး1အငယ်20ခုမှာ He said I have given you every herb yielding seed and every tree in which is the fruit of a tree yielding seed to you it shall be for food ကျွန်အတီးအနံတွေတည်တည်တွေအစီမရတဲ့ဒီစံတွေဂျုံတွေကိုကျွန်လူသားများစားဖို့ရန်ဘုရားသခင်ကပေးထားတာဖြစ်ပါတယ်ကျွန်တော်အတွက်ကောင်းဆုံးသောအစားအစာကတည်တည်ကိုလည်းတွေ့ဖြစ်တယ်ဆိုရဲအကြောင်းကျွန်တော်နဲ့ဒီနေ့ကနေမှာအတိပြီးတော့ remind ချင်ပါတယ်နောက်တစ်ခုဆိုရင် exercise ပုံမှန်လေ့ကျင့်ခန်းလုပ်ပါဒီဟာကဆိုရင်ကျွန်တော်ဒီကျောင်းတော်ချင်းနဲ့အလူကိုက်နေပါတယ်တပတ်မှာဆိုရင်တည်းရဲ့help မနာသမားတွေဆိုရင်9ရက်ပေါ့ကျွန်တော်လေ့ကျင့်ခန်းမနေ့မှာဆိုရင်လောက်တာကအရင်ကောင်းပါတယ်တချို့တွေကညီကောင်းညီလိုက်မယ်ဒီဟာကမလူဘူးလေhelp မနာသမားတွေသူတို့ယူထားတာဆိုတော့သူတို့ပဲလုံးခိုက်လေအဲ့လိုမျိုးပြောက်ကောင်းပြောနိုင်နေမယ်ဒါမဲ့မရှိတော့ပါဘူးအဲ့လိုပြောတဲ့သူဒါမဲ့ရှိခဲ့မယ်ဆိုရင်သူတို့ပြန်ပြီးတော့စိတ်ချင်းသုံးသပ်ဖို့ဖြစ်ပါတယ်ဒီကျမ်းမာခြင်းကုခန္ဓာကိုကျမ်းမာမှာဝိညာဉ်ကြီးဒီစိတ်ပိုင်းဆိုင်ရာပြီးတော့လူမှုကြီးဒီလေးခုဗလာလေးတန်ကစစ်နွယ်မှုရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီ exercise ကိုလည်းအလေးထားပြီးတော့လုပ်ဆောင်ဖို့ဖြစ်ပါတယ်ဒီလူသားတက်တော်တွေကဆိုရင်သူတို့ရဲ့တူညီတဲ့ဥပဒေတစ်ခုကလှုပ်ဆောင်မှုဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်တွေကိုလှုပ်ရှားခြင်းအပြင်ပို့ပြီးတော့အာရုံတွေရှိလာတယ်ပြီးတော့ကြီးပွားတူးတက်လာတာဖြစ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီမှာကုစီအလုံးတောင်းရှိကြပါတယ်ဒီတောင်းတွေကိုသူတို့ကြီးပွန်းစွာလှုပ်ဆောင်ဖို့ရန်လိုပါတယ်သူလှုပ်ဆောင်နိုင်ဖို့ရန်ဥပမာဆိုရင်မျက်စိကသူ့ရဲ့လှုပ်ဆောင်ချက်ကမြင်နိုင်ဖို့နာကကြက်နိုင်ဖို့ဒီဟာတွေကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်ဖို့ရန်သူတို့ကိုကျမ်းမာဖို့ရန်အားစီးဖြစ်တဲ့ training တွေကိုပေးခြင်းအပြင် exercise တွေလုပ်ခြင်းအပြင်ဒီဟာတွေကကောင်းမွန်စွာလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ပြီးတော့ဘာမှလှုပ်ရှားမှုမရှိပဲဒီတိုင်းနေမယ်ဆိုရင် is toward decay and death ပျက်စီးခြင်းနဲ့နောက်ဆုံးမှာတည်ခြင်းတော့မှာဥတီတာဖြစ်တဲ့အချက်ကိုကျွန်တော်နဲ့အဒီပြုစီလိုပါတယ်လေ့ကျင့်ခန်းကိုပုံမှန်လုပ်ဖို့ရန်ကျွန်တော်နဲ့ထပ်မံပြီးတော့တိုက်တွန်းချင်ပါတယ်နောက်တစ်ခုကဆိုရင် rest အနားယူခြင်းတင်းလော်သောအနားယူခြင်းကိုပြုပါရတဲ့အနားယူခြင်းဆိုတဲ့အခါမှာကျွန်တော်အားတဲ့အချိန်တိုင်းမှာအိပ်ဖို့တော့မဟုတ်ပါဘူးဖြတ်တင်က24နာရီပေးထားပါတယ်834ဖြတ်တင်က
ကျွန်တော်ကိုအချိန်လုံလောက်တဲ့အချိန်ကိုပေးပါတယ်ဒီအချိန်မှာကျွန်တော်ကောင်းမွန်စွာသုံးဖို့ရန်ဖြစ်ပါတယ်အိမ်မဲ့အချိန်မှာမိမ့်မဲနဲ့နေတဲ့အခါမှာကျွန်တော်အုံနောက်ကိုတွေကိုတိခိုက်ပြီးတော့ကိုယ့်ရဲ့အစာအိမ်တွေစိုက်ပြီးကိုယ့်ရဲ့ကျန်းမာရေးချူတဲလာပြီးတော့ဝိညာဉ်ကြီးပါအားနဲ့သွားတာကျွန်တော်တွေ့ရတဲ့အတွက်ကြောင့်အိမ်ကြီးကိုလည်းပုံမှန်အိပ်ဖို့ရန်စားဖို့ရန်လည်းပုံမှန်စားဖို့ရန်ဒီ Ministry of Healing page ကျန်တဲ့ကိုမှကျွန်တော်ကိုတိုက်တွန်းတာကျွန်တော်တွေ့ရပါတယ် exercise ကိုကျွန်တော်ပြောတာ exercise လုပ်ခြင်းကဆိုရင်ဒီအခန်းထဲမှာလုပ်ခြင်းတဲ့အပြင်မှာလုပ်ခြင်းကပို့ပြီးတော့ကျန်းမာရေးနဲ့ကိုက်နေပြီးတော့ကျန်းမာခြင်းကိုပို့ပြီးတော့တွန်းအားပေးတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုကကျွန်တော် F fresh air လက်ဆက်သောလီကိုရှုပါတယ်လက်ဆက်သောလီ sorry လီဆိုတဲ့အခါမှာကျွန်တော်ဝေစရာမလိုပါဘူးအခုလောလောဆယ်တုတ်ပြီးမဲ့ကျွန်တော်စီးရုံမှာသွားတဲ့အခါမှာလေအောက်ဆီဂျင်နဲ့အသက်ရှူတဲ့သူညများစွာရှိမိဖြစ်ပါတယ်သူတို့ရဲ့နေရာမှာငါသာဖြစ်ရင်ဆိုပြီးတော့တွေးတက်ဖို့ရန်ကျွန်တော်နဲ့ဒီကနေသတိပြုစီရပါတယ်အဲ့လိုမျိုးတွေးတက်မှကျွန်တော်လီရဲ့တန်ဖို့ကိုသိမှာဖြစ်ပါတယ်ဒီလီတန်ဖို့ကိုကျွန်တော်ကောင်းမှုစွာသိချင်အပြင်ကောင်းမှုစွာရှူရှိုက်ပြီးတော့ဘုရားသခင်ရဲ့ကောင်းချီးတော်ကိုရည်အတွက်ချီးမွမ်းနိုင်မှာဖြစ်ပါတယ်ဒီဟာကဆိုရင်ဘုရားသခင်အလကားပေးတဲ့ကောင်းချီးဖြစ်ပါတယ်ဒီလေကဆိုရင်ဖျားနာတဲ့သူတယောက်အတွက်စေဝါတွေအစားအစာတွေချက်လေကောင်းလေတန်ကဘူအရေးကြီးတဲ့အကြောင်းဘူအကျိုးတွေရှိတဲ့အကြောင်း education စာအုပ်စာမျက်နှာ198မှာကျွန်တော်ကိုဖော်ပြတာကျွန်တော်တွေ့ရပါတယ်နောက်တစ်ခုကဆိုရင် E exposure to sunlight ဒီရောင်ခြည်ခံယူပါနေပူအောင်မှာကျွန်တော်နေပူကိုလုံရမှာဖြစ်ပါတယ်ကျွန်တော် principal မာရီကနေလုံဖို့နှစ်ပတ်လာရှိပြီတင်တယ်လို့တဲ့သူကအကျိုးကိုကောင်းကောင်းသိမယ်မလို့တဲ့သူအတွက်တော့အဲ့ဒါကအရင်မကြည့်ဘူးအဲ့လိုမျိုးဖြစ်သွားမယ်ဒါပဲဒီဟာကိုကျွန်တော်လုံချင်းအပြင်နာတာလည်းမဟုတ်ပါဘူးဒီဟာကဘာတခုခုအဆုံးရှုံးမှုဘာမှမရှိပါဘူးဒီနေကိုလုံချင်းဖြင့်ကိုလည်းကျမ်းပါတယ်ကိုရဲ့ assignment ကိုလည်းလှုပ်ဆောင်တာဝန်ကြီးစွာလှုပ်ဆောင်တာဖြစ်ပါတယ်နေကိုကျွန်တော်လုံချဖြင့်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆေးတွေကိုနေအောင်ရှင်နဲ့ရောတဲ့အခါမှာဗီတာမင် D ကျွန်တော်ဖြစ်ပေါ်ပြီးတော့ဗီတာမင် D ကိုကျွန်တော်နေရတာကျွန်တော်သိပြီးသားကျွန်တော်လည်းပြန်လာပြီးတော့ဒီပြုချင်တာဖြစ်ပါတယ်နေကိုလည်းကျွန်တော်နေ့တိုင်းမိနစ်နေစထွက်တာနဲ့9နာရီ9နာရီလောက်ထိပြီးတော့ညနေပိုင်း3နာရီနောက်ပိုင်းမှာဟိုအကောင်းဆုံးဖြစ်ပါတယ်နီပူလုံမယ်လို့ပြောတဲ့အခါမှာကျွန်တော်နေ့လေ12နာရီအချိန်မှာကျွန်တော်တော့ပြီးတော့နေပူသွားခါမယ်ဆိုရင်ကျွန်တော်ခေါင်းတွေပိုးပြီးတော့နေလို့ထိုင်လို့မကောင်းအဲ့လိုမျိုးဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကြောင့်ကျွန်တော်သူ့ရဲ့တခုခုလုံးမဲ့ခါမှာလုံနီးကင်လေးရှိတဲ့အတွက်ကြောင့်ဒီသူတင်ချက်တွေကိုလက်နိုင်ဖို့ရန်ဖြစ်ပါတယ်ကျွန်တော်ဆက်လက်သွားမယ်ဆိုရင် C cleanliness တန်ရှင်းမှုကိုလေ့ကျင့်ပါကျွန်တော်တခုမြင်ချင်ပါတယ် World Clean Up Day ဆိုရဲဒီ World Clean Up Day ကဘယ်နေ့လဲတည်တဲ့သူရှိလားမသိဘူးOkay, World Cleanup Day. World Cleanup Days ဟိုတိကျရက်သတ်မှတ်တာတော့မရှိပါဘူးတိုးတော့လဲများသောအားဖြင့်ဒီ World Cleanup Day ကဆိုရင်စက်တင်ဘာ20ရက်နေ့မှာနိုင်ငံအသီးသီးမှာလုပ်ရရှိပါတယ်တချို့တွေကစက်တင်ဘာ22ရက်ပြီးတော့ India တွေကဆိုရင် January 30ရက်နေ့မှာသူတို့လုပ်တာဖြစ်ပါတယ်ပြီးတော့ဒီကျမ်းမှာတန်ရှင်းမှုကဆိုရင်ကျွန်တော်ပြည့်စုံတဲ့တန်ရှင်းမှုပြီးတော့နေအောင်ချီလုံလောက်စွာရတဲ့
နီအိမ်ကဆိုရင်ကျွန်တော်ဒီမိသားစုထဲမှာဝင်လာမဲ့ဒီယောဂဗျာတူကနေကျွန်တော်ကိုကာကွယ်ပေးတယ်ဆိုတဲ့ချက်ကိုကျွန်တော်နဲ့ထပ်မပြီးတော့တတိပြုစီလိုပါတယ်နောက်တစ်ချက်ကဒီ temperance ဆိုတဲ့အခါမှာချုပ်တီးမှုဆိုတဲ့အခါမှာအဖွင့်နဲ့တော့လုံတော့ရပါတယ်ဒါပေမဲ့ချုပ်တီးမှုဆိုတဲ့အခါမှာ self control ကိုချုပ်တီးနိုင်မှဒီအဖွဲ့အစည်းနဲ့ချုပ်တီးမှုရှိနိုင်ပြီဖြစ်တဲ့ကြောင့်ကိုချုပ်တီးနိုင်ဖို့ရန်ဖြစ်ပါတယ်ဒီချုပ်တီးခြင်းကဆိုရင်ဘယ်လောက်ရည်ကြီးလဲဆိုရင်ကိုဘဝမှာဖြစ်ပေါ်လာမဲ့အန်ဒီရဲ့ပြန်လာခြင်းစရဖြင့်တခုမချုပ်တီးနိုင်မဲ့ကိုရဲ့ဒီစန္ဒကိုစားခြင်းတဲ့အစာတခုကိုချုပ်တီးမှုမရှိဘဲနဲ့သွားစားမိခြင်းဖြင့်အန်ဒီရီတိမဲ့ဒီအချက်တွေကနေဒီချုပ်တီးမှုရှိခြင်းကကျွန်တော်ကိုကာကွယ်တာဖြစ်တဲ့အတွက်ကြောင့်ချုပ်တီးမှုရှိဖို့ရန်ကျွန်တော်လီချင်းပြီးတော့ကိုလည်း self control အလေးထားဖို့ရန်ကျွန်တော်နဲ့သတိပြုစီလိုပါတယ်နောက်တစ်ချက်က W water ရေတန်းတောက်ပါတဲ့ဒီရေတန်းကဆိုရင်ကျွန်တော်ဘောသက်တာမှာတောက်ဖို့ရန်ပြီးတော့ရှူဖို့ရန်အလုံးမဖြစ်မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်ရေတန်းကိုကျွန်တော်တောက်ခြင်းအပြင်အသွေးတွေကိုတန်းရှင်းစေတယ်ပြီးတော့ကိုယ်ရဲ့ခန္ဓာကိုယ်ထဲမှာဖြစ်လာမဲ့အဆိုးကျိုးတွေကိုမဖြစ်အောင်ကာကွယ်ပေးတယ်ဆိုရက်အချက်ကို Ministry of Healing page 139ကဟောပြတာကျွန်တော်တွေ့ရပါတယ်။ဒီကိုကျွန်တော်တရက်မှာဆိုရင်အသက်ရှင်ယုံလောက်ပဲဖြစ်ချင်မယ်ဆိုရင်ရေကိုတရက်မှာငါခွဲတောက်ပါပြီးတော့ကိုနီလို့ထိုင်လို့ကောင်းဖို့ရန်ဖြစ်ချင်တယ်ဆိုရင်တရက်မှာရေတလေးသားရှစ်ခွက်တောက်ပါတယ်ပြီးတော့အရွယ်တင်ချင်မယ်ဆိုရင်12ခွက်အထက်တောက်ပါတယ်အဲ့လိုမျိုးကျွန်တော်တင်ယူလည်းရှိပါတယ်အဲ့တို့ကြောင့်ကျွန်တော်ရေတောက်ခြင်းကကျွန်တော်ရဲ့ကျန်းမာခြင်းတမကစိတ်များကိုလည်းကျိုးစင်ကြည်လင်စီပြီးတော့အသွေးများကိုတန်ရှင်းစေတာကျွန်တော်တွေ့ရပါတယ်နောက်တစ်ချက်က emotional trust in God ဘုရားကိုကိုးစားဖို့ဖြစ်ပါတယ်သခင်ယေရှုကဒီလောကထဲမှာအသက်ရှင်နေတုန်းကတဘာဝနဲ့ဘုရားသခင်နဲ့အမြဲတမ်းအဆက်အသွယ်ရှိပါတယ်ကျွန်တော်အမြဲတမ်းကြားလျက်ရှိတဲ့ God first ပေါ့အဲ့ဒါလဲကျွန်တော်မဖြစ်မနေလိုအပ်တဲ့အရာဖြစ်ပါတယ်အလိုမပြီးအရေးကြီးပါတယ်ကျွန်တော်ဘုရားမရှိရင်ဘာတစ်ခုမှကျွန်တော်လုံယူလို့မရပါဘူးဘုရားသခင်တုံတင်ပြီးတဲ့လမ်းကိုလိုက်လျှောက်ခြင်းဖြင့်နာခံခြင်းဖြင့်ဒီကျမ်းမာခြင်းကိုရမှာဖြစ်ပါတယ်အဲ့တို့ကြောင့်ကျွန်တော်ဘုရားသခင်နဲ့အဆက်အသွယ်ရှိပြီးတော့ဒီတဘာဝနဲ့တဘာဝအလားတွေနဲ့ဘုရားသခင်နဲ့ဆက်သွယ်ပြီးတော့ဒီကျမ်းမာခြင်းကိုကျွန်တော်ရဖို့ရန်လိုအပ်ပါတယ်အဲ့တော့ကြောင့်ဒီဘုရားသခင်နဲ့ဆက်သွယ်လူရဲ့ဆက်သွယ်ခြင်းကဘုရားသခင်နဲ့အဆက်အသွယ်ရှိခြင်းကဘဝမှာလူရဲ့တကူဖြစ်တဲ့အကြောင်းကိုကျွန်တော်ဒီကနေတွေ့ရှိရပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်က life balance ညီမျှသောအသက်တာကိုလေ့ကျင့်ပါတဲ့ဒီမှာဆိုရင်ကျွန်တော်ကျောင်းကဆိုရင်SDA ကျောင်းမှန်သမျှ physical mental spiritual social ဒီဗလာလေးတန်နဲ့ဆောက်လို့ရက်တည်တာဖြစ်ပါတယ်ဒီလေးချက်မရှိရင်ကျွန်တော်ကိုခန္ဓာကျွန်တော်ဘဝတူးတက်ဖို့ရန်လမ်းမရှိတာဖြစ်ပါတယ်တခုပဲဥပမာဆိုရင်ဒီ physical ဘိုက်ကိုပဲဦးစားပြီးတော့ဒီဝိညာဉ်ရေးပိုက်တွေကိုကျွန်တော်အလေးမထားဘဲနေမယ်ဆိုရင်ကျွန်တော်ရဲ့နောက်ဆုံးတက်က
ငယ်ပဲတော့မှာဖြစ်ပါတယ်အတွက်ကြောင့်ဒီ physical ပိုင်းမှာ mental spiritual social ပိုင်းမှာဆိုကြီးပွားဖို့ရန်တန်းတူညီမျှဒုတက်ချင်းရှိဖို့ရန်လှုပ်ဆောင်ဖို့ဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်ဒုတက်ဖို့ရန်လှုပ်ဆောင်ချင်းကျွန်တော်ရဲ့ဝိညာဉ်ရည်လဲအားကောင်းလာတယ်ကျမ်းမှာရည်လဲကောင်းလာတယ်ပြီးတော့လူတွေနဲ့ဆက်ဆံတဲ့အခါမှာလည်းကောင်းမွန်လာတယ်ပြီးတော့ကျွန်တော်ရဲ့စိတ်မြောက်ကိုလည်းကြည်လင်လာတာကျွန်တော်တွေ့ရပါတယ်ဒီကျမ်းမာရေးဥပဒေ10ချက်တွေကိုကျွန်တော်လိုက်နာစောင့်ရှောက်ခြင်းဖြင့်ကျမ်းမာခြင်းကိုကျွန်တော်ရရှိမှာဖြစ်ပါတယ်ကျွန်တော်အတူတကွဒီဒါကိုကျွန်တော်အတူတကွဖတ်ကြရအောင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတော့မဟုတ်ဝိညာဉ်ကြီးပိုင်းဆိုင်ရာစွမ်းအိမ်များကိုမျက်စိအလျက်ချင်းတိုင်းအတိပြည့်ကြောင့်သူတို့အားသူတည်ရန်လိုအပ်သည်တဲ့အဲ့ဒါကကျွန်တော်ပြောတာမဟုတ်ပါဘူး Ministry of Healing စာမျက်နှာ133မှာဖော်ပြတာဖြစ်ပါတယ်ခုနကကျွန်တော်ပြောပြီးထားပြီးပြီ physical mental spiritual social diary ကိုမြတ်တာညီမြစွာတူးတက်ဖို့ရန်ဖြစ်ပါတယ် diary ကိုဖြည့်ဆည်းစီမဲ့အကျင့်တွေကိုကျွန်တော်ဖြည့်ဖို့ရန်ဖြစ်ပါတယ်ကိုတယောက်တည်းမလုပ်နိုင်လဲတကယ်ချင်းတွေနဲ့လှုပ်ဆောင်ခြင်းဖြင့် diary ကိုကျွန်တော်ရရှိနိုင်မှာဖြစ်ပါတယ်ဒီအပေါင်းအသင်းတွေအမတမအရေးကြီးပါတယ် social ပေါ့လူမှုကြီးကောင်းခြင်းဖြင့်လဲကိုယ့်ရဲ့ဝိညာဉ်ကြီးကိုလည်းအားတက်စေမယ်ဒီလူမှုကြီးကနေကျွန်တော်ကျမ်းမာခြင်းလဲသူတစ်ပါးစီကနေကျမ်းမာခြင်းကျမ်းသာခြင်းဖြင့်တော်၎င်းကိုကတိရှိတဲ့ကျမ်းမာခြင်းကိုဝင်ငါခြင်းအဖြစ်သူတစ်ပါးအတွက်ဒုရှိစေမယ်သူပြည်သူကစိတ်ပိုက်ဆရာမှာလဲအားနေတဲ့သူဝမ်းနေတဲ့သူကိုစကားပြောခြင်းအဖြစ်ကျမ်းမာခြင်းကုမှရှိတဲ့အလင်းကိုထွန်းလင်းနိုင်ပြီဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာအများဆုံးဘာသာကဘာဖြစ်မလဲဘာသာဖြစ်မလဲဟုတ်ပါတယ်ဗုဒ္ဓဘာသာဖြစ်ပါတယ်ဗုဒ္ဓဘာသာကဆိုရင်89ရာခိုင်နှုန်းရှိပါတယ်ခရစ်ယာန်ကဆိုရင်ရာခိုင်နှုန်း6ပဲရှိပါတယ်အစ္စလာမ်က4ရာခိုင်နှုန်း Hindu က 0.5 traditional enemies belief 0.8 others and ဘာသာရေးပဲ 1.7 ရှိတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်မြန်မာနိုင်ငံဗုဒ္ဓနိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဒီကျွန်တော်ကျမ်းမာရေးမှာပဲဥပဒေရှိတာမဟုတ်ပါဘူးကျွန်တော်ဖြတ်တင်ကလည်းမောရှိကိုကျွန်တော်လိုက်လျှောက်မယ်ဥပဒေများကိုလည်းပေးထားပါတယ်သူပြည်သမကဒီကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ဘာသာဖြစ်တဲ့ဗုဒ္ဓဘာသာကလည်းကျွန်တော်လိုက်လျှောက်မယ်သီလတွေကိုပေးတာဖြစ်ပါတယ်ကျွန်တော်ဗုဒ္ဓဘာသာမှာဗုဒ္ဓသီပြီးတဲ့လိုက်နာရမယ်သီလ၅ပါးကိုကျွန်တော်ကြည့်ကြပါစို့ပရမဒုကဆိုရင်ပဏာတိပါရာဝေယမနေသိက္ခာပဒံသမာဓိယာမိအဲ့ဒါကသိရှိတတ္တဝါတပ်ချက်တာငါရှောင်ပါမယ်ဆိုရက်အချက်ဒီမှာဘိုရာကလည်းလူတွေလိုက်လျှောက်ဖို့ရန်ဒီဖြာနာချင်းတည်ချင်းဦးချင်းနာချင်းကနေလူမြောက်ဖို့ရန်သူတင်တဲ့အချက်ဖြစ်ပါတယ်နောက်တစ်ခုကဆိုရင်အဒိဏဒါနာဝေယမနေသိက္ခာပဒံသမာဓိယာမိဒါကကျွန်တော်တွေ့တဲ့အတိုင်းသူများဥစ္စာကိုယူတာရှောင်ပါမယ်ဆိုရဲချက်ဖြစ်ပါတယ်တတိယအချက်ကကာမေတုမေစာယာဝေယမနေသိက္ခာပဒံသမာဓိယာမိသူ့သားမယားမှာလူကျူးတာငါရှောင်ပါပြီဆိုရဲချက်စရုဒ္ဓချက်ကမို့တာဝရာဝေယမနေသိက္ခာပဒံသမာဓိယာမိလိန်ညာ၍သာပြောဆိုကငါလာရှောင်ပါမည်ဆိုရဲချက်နောက်ဆုံးချက်က
tu ya Miza Brahmara Thana Uyamani Tekapatan Tamari Yami. She was a yet Tisa, Tausara, Mashamami, so we don't di Tilangaba, Boraga, di Widana Rigani, Shang Naibuya, Tuntina, Tuyabai. So Bora paid the 5 precept Tila Ngabane, Pyadki paid Pingedo se Bagucho, comparison or Naishi Biro, Tungi Chene, Chana Chadu, so Sele Lila Jabazu. Permat respect for God, Pyadki go, Lisa Yuti, Chin. Tebema ultimate truth amantia go alita chin pechema swing tro pinya do se ba ma swing parma tong cheka you shall have no other gods before me ngama taba the chado bhyam shine Chibai, now do the checkup. You shall not make for yourself an idol. You do sin to go guapu malobane. Sorry, chap Chibai. Now do the checkup. You shall not take the name of the Lord your God in vain. Pyadki ye namaro alvedum sam lobu ye. Pyadi ga trogu tundi da. Tro lai shao pu ye. Pe da tro. Tuyawai. Bora maswin tro ji de khama di phaya sai de di aya ri ko tun tin da ro mashi bu phit ba to to le mashi bu so pi me tro ga dhamma so re taya tabawa taya ri ko lai shao bu yan tro ga tun tin da tro twi ya ba ye di yot tu ri ko Gu Gueraga droga, Marelo, Dro, Mumimbo, to be the Droga, di Mumia, Gugu, Chin, Gugu Lai, Loyi, Piano, Chinai, Sure, Sagalo, Guga, Chinai, Low Nai, Puyan, the practice, Letri Lopune, the Titiane, Shibuya, Dro to the Natro, to Yabai. Dima Dro, Shinjimas we. Pingedo Gaswin, Drogo Piatki, Ube, Tidan, Ukwe, Puyan, Tanzu, Pare, Todole, Bora Maswin, Di Amantia, Gugu, Jintong Chimpin, Di Amantia, Ma Guga, Piat, Diane, Shibuyan, Droga, Tundi Natro, 3 hours. Now the Shagaswin, Sanctity of Life. Tension de ateta. A chain Dimaswin throw, being a door, say, Pa, tega, choke, Kumyo Chide, you shall not murder. Lu atekumatan, sorry, a chemaswin, Bora Gatswin, refrain from taking life. Burma Tila Chide. Pana Tibara, Uyamani, the Kabaran, Tamari Yami. Di Teshitadwa, Tabjachin, Shambami, Sure, a check, Diaga, drove to Yabai. So, Durwachi Meswin, Di Piatki, Pingedos, Sepamale, Tabjemu, Tami de, Piro, Bora Male, Tami Dacho, the Kusalon, Tami Dacho, Tuyabae, Totole, Bora Maswim, the Shido, Lu Casa Tatawa, all living beings, at the Shido Tatawa, Alonso, Dogo, Matapuyan, Dro, a Yitabiro, a Litabiro, Tundin Jaracho, Tuyabae. Now, Jagaswin, respect for property. Do the buye, Paisaimu, Litapi Chin, Tibai. Pingedo say, Bama swing, chick, Kumyapide, you shall not steal. Do the buye, Osaku, Kune, Sreche, did check, Gaswin Borama, Blue Tuntin, Tarswin, Nabati Lama, Dudia, Chemyopside, refrain from taking what is not given.
Adena Daya, we are many take up and the Mari Yami. Raga, Tumia Sakura, Shamami. So we are Bora Male, Tundina Joe, Piaway, who's wrong Joe, Turekama, Tulbaye Osahu, Ali Tabio, Tambu Tata Puyan, Tundin Jarajo, Piaway, Bora Gaswi. Materials on chin we biro the apai tin chin di ayarigo shang chi phu yan ali tha biro tu din la chro twa ba le biro di naw chat ka sexual morality kama pai saya ba swi bro 10 commandment ma khona chat myaw phit de you shall not commit adultery Tu miyane mapimane sure chego tunti bae bora male refrain from sexual misconduct the third precept kaswim kami tu mesasaya wiyamne de gabaran tamari yami tu tamiyama ama lunjura nga shamba bi sure che tunti na chro twa ba le di ma swin diku salong ma adu kwa di Kama by say, throw Tuntina, throw to Yabae, throw 10 commandment gas swim, throw down throw me, Lumio, bear Tuntin Biro, the Borama swing, the Lumio, Kama by say, low chimpin, Peter de, the Macomre, Chin, Nachi, Elari, Kule, Tinche, Tamida, Shangji Puyen, Tuntina, throw to Yabae. Now check out truthfulness. Tati can check Manjario, Jin don't check Maswim. 10 commandment number 9 today. You shall not bear false witness against your neighbor. Kuye any chin duye bema mumane tati makambu. Pyadginga troku tutim bae. Bora male. So, refrain from first speech. So, Ramya Chide, Mutawara, we are many take up brand, the Mari Yami. Linya, Yue, the Abiosu, Ga, Nahashabami, swear, Tundina Pibai. Bora Maswin, the first speech, Linya, Chin, Diaga, Jima song Atilo Tundi Dasro, Tiabai, Babresro, the Lutachin, Diariga, Dilumio, Unet Primeswi, Toyota Yong, Toby Med, the first speech classroom, the deal, Yola Mi Chin, Elomio, Shita de Twachang Diaga, a Yit Habirotro, Tundina Cho, Tuyabai. Covetousness and desire. Kuya angam maya pide ya piro kuya sanda ne side o pinya doma swings. 10 commandment maswin says chemyo pide you shall not covet your neighbor's house, wife and possession. Ku engichin ye maya o sorry go. Tame mochi mishibuyan tuntina cho tuyaba eborama letro di ngaba tila maro mopabe me di achego di kuye sanda ko lai shau chin ko ali thabi ro tuntina cho tuyaba di ma swim this a liba ko tame mochi shime swim di na chimuri kansaya me Sura Miu Piro, the A4 pads, Mega Shipa, Mega Shipa Diarigo, Mando, some Chechen, Chanai Book Diari, Droga, Tundina Tro, Tuyabai. The Boda Ye, Pyadki Gale, the Gusronga, the Manalu Sego, Dami Datro, Tuyabai. Support observation. Upo sound chinga swing throw. Pingedo se bama li chem yau phi de. Remember the Sabbath to keep it holy. Upo ni go tan shin se chinga thu ni ye ko amilo sure chem. Throw pyat ki nga pi tha ba hai. Pi ro di bora ma do di lu myu ye tama pi ro
ကူကွေမဲ့ရဲ့ပေးတာတော့မဖော်ပြဘူးဒါပေမဲ့သူတို့က learner calendar မှာစောင်းမဲ့ရဲ့ရှိတာကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီမိဘတွေယူတည်မဲ့အချက်မှာဆိုရင်ပြီးတော့ဆက်ပါရေး၅ချက်မြောက်ဖြစ်တဲ့မိဘတွေ honor your father and your mother မိဘတွေယူတည်ဖို့ဘောရမှာကဆိုရင်ဒီဘောရဘာသာမှာဆိုရင်ဒီမိဘတွေကိုယူတည်ဖို့ရန်ဒီဘ ഹു အချက်အနေနဲ့အရေးထားတာကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီစင်ကြယ်အတွေ့အခေါ်တွေရှိဖို့ရန်သူတို့ဘုရားသခင်ကတိကျတော့သူတင်ချက်မရှိပြီမဲ့ဘောရမှာတော့ငါးချက်မြောက်ငါးပါးမြောက်ဖြစ်တဲ့သီလမှာ refrain from intoxicating drinks and drugs ဖြစ်တဲ့သူယာမီယာမစ္ဆာပမာရဌာနာဝီယာမနီတေခါပရံတမာဒီယာမီဆိုပြီးတော့ဒုတိယချုပ်တွေ့ရပါတယ်ဒီအရာတွေကိုရှောင်ကြဉ်ဖို့ရန်ဘောရာတွေကအလေးထားပြီးတော့တုံတင်ကြတာတို့တွေ့ရပါတယ်။တူညီတဲ့အချက်ကဆိုရင်ဘုရားသခင်ရဲ့ပြည့်ညတ်တော်10ပါးကလည်းဒီ moral conduction ဒီကိုချင်းနဲ့ဆိုင်တဲ့အရာတွေကိုအကျင့်စည်းကြနဲ့ဆိုင်တဲ့အရာတွေကိုတုံတင်ပေးတယ်ပြီးတော့သူတစ်ပါးရဲ့ဥစ္စာတွေကိုအလေးထားဖို့သူတစ်ပါးကိုအလေးထားဖို့ရန်တုံတင်တယ်ပြီးတော့အမှန်တရားတွေပြီးတော့တန်ရှင်တဲ့အသက်တာရှိဖို့ရန်တုံတင်ကြတာတို့ကျွန်တော်တွေ့ရပါတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်ပြောချင်းကအလကားတဲ့အချိန်ကုန်ခံပြီးတော့ပြောတာမဟုတ်ပါဘူးဒီအရာတွေကကျွန်တော်လိုက်လျှောက်ဖို့ဒီပြည့်ညတ်တော်10ပါးကိုဗုဒ္ဓဘာသာတွေကတီလာ5ပါးကိုစောင့်တကယ်တော့ကျွန်တော်တို့လည်းခရိယန်တွေကလည်းပြည့်ညတ်တော်10ပါးကိုစောင့်ဖို့ရန်လိုအပ်ပါတယ်ဒီနာချင်းအိုချင်းတေချင်းဒီယာတွေကိုကျွန်တော်ရှောင်းကြည့်အကုန်စီအပြည့်သားဖြစ်တဲ့အတွက်ကြောင့်ဒီယာတွေကိုကျွန်တော်ခံကိုခံမယ်ဖြစ်ပါတယ်တိုးတော်လဲဒီယာတွေကလေကျွန်တော်ထောင်ရမသိဘူးရင်ပြည့်ရတော်ကိုဗုဒ္ဓဘာသာကတီလာငါးပါးစောင့်တကယ်တော့ကျွန်တော်လည်းဒီပြည့်ရတော်10ပါးကိုလည်းစောင့်ဖို့ရန်လိုအပ်ပါတယ်ဒီပြည့်ရတော်စောင့်ရှင်းတာကကိုခန္ဓာကျမ်းမာဖို့ရန်လည်းကျွန်တော်ဒီကျမ်းမာခြင်းပြည့်ရဥပဒေများဖြစ်တဲ့ perfect will တွေကိုလည်းကျွန်တော်လိုက်နာစောင့်ရှောက်ကျင့်သုံးဖို့ရန်ဖြစ်ပါတယ်ကျွန်တော်ဘုရားသခင်ကိုတည်တယ်ဆိုပြီးတော့ပြောချင်တဲ့သူတိုင်းကကျွန်တော်ပြည့်ညတ်တော်ကိုစောင့်ရှောက်ရမယ်ဖြစ်ပါတယ်ရှင်ရောဟာပရမဆောင်အခန်းကြီးနဲ့အငယ်လေးမှာကျွန်တော်အတူတကွပတ်ချက်ရသူသခင်ကိုကိုယ်တိုင်တည်ကျွမ်းသည်ကိုအဘယ်သို့တည်ရသနည်းဟုမူကားဤနေ့တော်ကိုစောင့်ရှောက်နေတည်ရသည်ဘုရားသခင်ကိုအကျွန်ုပ်သိပါတယ်ဆိုပြီးတော့ပြောတဲ့သူတိုင်းပြည့်ညတ်တော်10ပါးကိုစောင့်ရမယ်ဖြစ်ပါတယ်10ပါးစလုံးမစောင့်နိုင်ဘူးဥပမာပြောမယ်ဆိုရင်လေးခုမြောက်ဖြစ်တဲ့ remember the Sabbath day to keep it holy တရားကိုဖယ်လိုက်မယ်ကိုပါလုံစောင့်လိုက်မယ်အဲ့လိုလုံးမရပါဘူးတခုမားရင်အကုန်လုံးမားတာနဲ့အတူတူဖြစ်ပါတယ်အကုန်လုံးကျွန်တော်လိုက်လျှောက်ရမယ်ဖြစ်ပါတယ်မလိုက်လျှောက်ရင်မလိုက်လျှောက်တဲ့အတိုင်းကိုလုံးတဲ့အတိအတိုင်းအကျိုးကိုခံရမယ်ဖြစ်ပါတယ်ကျွန်တော်မတိပဲနဲ့ဒီမားမယ်ဆိုရင်မတိတဲ့ပညာတရားမဲ့ပျက်စီးခြင်းတို့ရောက်ချက်မယ်ဖြစ်ပါတယ်ပညာတရားကိုတိလက်ပင်ပြမားတဲ့သူအတွက်တော့ပညာတရားရဲ့စေရင်ခြင်းကိုခါရမယ်ဖြစ်ပါတယ်ယောမအခန်းကြီးနေ့အငယ်7နှစ်အနေ16မှာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီပညာတော်10ပါးပြီးတော့
ဒီကျမ်းမာချင်းကျမ်းမာရေးဥပဒေဆယ်ချက်တွေကိုစောင့်ရှောက်ပြီးတော့ကျမ်းမာမှုရန်လိုအပ်ပါတယ်ဒီအရာတွေကိုလစ်လျူရှုပြီးတော့မစောင့်ရှောက်ဘဲနဲ့ညီမယ်ဆိုရင်ဘုရားသခင်ကဒီပင်ရတော်တွေအတိုင်းတရားစီမယ်ဖြစ်တာကျွန်တော်တွေ့ရပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ဒီတန်ချက်ကိုအတူတကွဖတ်ကြရအောင်ယောမအခန်းကြီးဤအငယ်16ငါဟောပြောသောဤဝိတရားအတိုင်းဘုရားသခင်သည်ယေရှုခရစ်အားဖြင့်လူတို့ကိုရှိစေပါဘုရားသခင်ကကျွန်တော်ကိုတရားစီရင်မယ်လို့ဖော်ပြတာကျွန်တော်တွေ့ရပါတယ်ဒီအရာတွေကိုကျွန်တော်လိုက်လျှောက်ပြီးတော့ကျမ်းမာပြီးတော့သာရအသက်ကိုပိုင်ဆိုင်ကြောက်ဖို့ရန်ဆိုရင်လည်းဒီကနေမှာအာဘီတိုက်တွန်းချင်ပါတယ်ကျွန်တော်နောက်ဆုံးအပေးအနေနဲ့ကျွန်တော်ဇိုဖီဘိုကာဗန်နီပင်းရတော်ဆိုရဲအချင်းနဲ့ဆုံးသတ်မှာဖြစ်ပါတယ်